စီရန်လေးတပူးလုံးကုန်သွားပါပြီဒီမှာကြည့်လိုက်ဘာမှမရှိတော့အဲ့တော့ဒီ Medicure ဒီ Pin Peptide Serum လေးကိုသုံးဖို့အစီအစဉ်ရှိတဲ့သူတွေအတွက်မမိုးကကြတော့ဒါလေးကိုတပူးလုံးကုန်တဲ့အတွေ့အကြုံလေးကိုပြပြပေးချင်ပါတယ်ဒီ Serum လေးကိုဝယ်သုံးဖို့အစီအစဉ်ရှိတဲ့သူဆိုလို့ရှိရင်တော့ဒီဗီဒီယိုကအရန်ကိုအထောက်အကူပြုမှာဖြစ်တယ်နော်သူ့ရဲ့အဓိကအားသာချက်ကကြတော့ဒီ Serum လေးကိုသုံးလိုက်တဲ့အခါမှာပူတင်းတုံးလေးလိုအီဖက်ဖက်ကလေးဖြစ်သွားမယ်ဆိုပြီးတော့နာမည်ကြီးတာပေါ့နော်မမိုးတကယ်သုံးကြည့်တဲ့အခါမှာလည်းသူကတကယ်ကိုသုံးပြီးတဲ့ချိန်မှာအီဖက်ဖက်ကလေးနဲ့ပေါ့အဲ့လို effect မျိုးလေးကိုရပါတယ်မမို့သုံးတာကကြတော့ sound ဝင်ပိုင်းပေါ့နော်အဲ့တော့ဒီ serum လေးကိုသုံးပြီးတော့ကိုကဒီ hyaluronic လိုမျိုး mask မျိုးလေးတွေကတ်ပြီးတယ်ဆိုရင်တော့ကိုလိုချင်တဲ့ပူတင်းတုံးလေးလိုအီဖက်ဖက်မျက်နှာလေးကိုပို့ပြီးတော့ရရှိစေတယ်ပေါ့နော်သူကကြတော့ပတိုက်စီရန်အမျိုးအစားပေါ့နော်ပတိုက်စီရန်အမျိုးအစားကိုမမိုးကကြတော့စောင်းတွင်းမှာသုံးခဲ့တာဖြစ်တဲ့အတွက်မမိုးသုံးခဲ့တဲ့ကာလတစ်လျှောက်လုံးမှာသူကချွေးပေါက်ကျင်းနဲ့အဆင်ပြေတယ်ပေါ့နော်ဒါမမိုးကတော့30ကျော်ရီအနေနဲ့ပေါ့တကယ်လို့ဒီ30ကျော်ရီအနေနဲ့ဒီစီရန်ကိုပဲသုံးမယ်ပေါ့နော်နွေရာသီမှာဆိုလို့ရှိရင်တော့ချွေးပေါက်မကျင်းနိုင်ပါဘူးပေါ့နော်အားကြောင့်မလို့ skin care တွေဒီရာသီဥတုပေါ့နော်ကိုယ့်ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးရွေးချယ်လို့ပြောရနော်ဒီစီရန်ပဲဆိုပြီးမဲ့စောင်းရင်းမဲ့အဆင်ပြေတယ်နွေရာသီမှာကျတော့ရာသီဥတုပိုပူလာတာဖြစ်တဲ့အတွက်သူကဒီလောက်နဲ့ချွေးပေါက်မကျင်းနိုင်ဘူးပေါ့နော်အဲ့ဒါလေးတစ်ချက်ကိုသိစေချင်တယ်သူကကြတော့ပတိုက်စီရန်အမျိုးအစားဆိုတော့သူကအဓိကကြတော့ collagen တွေကိုလှုံ့ဆော်ပေးတာပေါ့ collagen တွေလှုံ့ဆော်ပေးတာဖြစ်တဲ့အတွက်ဒီ smile line လေးကိုတော့တတ်တာစေတယ်ဒါပေမဲ့ smile line အကြီးတွေဆိုရင်တော့မတတ်တာနိုင်ပါဘူး smile line အသေးကိုပဲတတ်တာနိုင်ပါတယ်မမို့ဒါလေးကိုတုံးကြည့်ပြီးတော့ဘာခံစားရလဲဆိုတော့မမို့ဆိုလို့ရှိရင်sunscreen လေးကတမျိုးနဲ့သုံးတာတော့ငါမျက်နှာလေးတော်တော်လေးကိုဖြူလာပါလားပေါ့နော်အဲ့ဒီချိန်ကျမှတတိထားမိသွားတယ်ပေါ့နော်ဒီ serum လေးလိမ့်ပြီးတဲ့ချိန်မှာဒီတပူးလုံးကုန်သွားတဲ့ချိန်မှာမမို့မျက်နှာအသားရည်လေးကတစ်စစ်ပို့ပြီးလင်းလာတာကိုတွေ့ရတယ်ပေါ့နော်အသားရည်လေးကြည်ပြီးတော့လင်းလာတာကိုတွေ့ရတယ်မမို့ကတော့အဲ့ဒါလေးကိုအရန်ကြိုက်တယ်ပေါ့နော်နောက်တစ်ခါပြန်ပြီးထပ်ဝယ်သုံးမလားဆိုလို့ရှိရင်တော့သူ့ကိုတော့ထပ်ပြီးသုံးမယ်ထဲမှာတော့ပါတယ်ပေါ့နော်ဒါပေမဲ့သူကအသက်30ကျော်တွေအတွက်ဆိုလို့ရှိရင်ဒီ smile line ဆိုလို့ရှိရင်ကိုယ်စိတ်တိုင်းကြအောင်တော့ပျောက်သွားအောင်မလုပ်ပေးနိုင်ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ဒီ30ကျော်တွေဆိုလို့ရှိရင်မမို့တိတ်မညွန်းပေါ့နော်အဓိကအသက်25 30ဆိုလို့ရှိရင်တော့ဒီ serum လေးကတော်တော်လေးကိုလုံးဝ perfect ပဲပေါ့နော်တမျိုးတည်းနဲ့ကိုလုံးဝ perfect ပဲလို့ပြောလို့ရတယ်ဒါအသက်25 30ကျော်တွေအတွက်မမို့ဒီ serum လေးကိုစပြီး review ပေးတဲ့အချိန်တုန်းကလည်းအဲကြောင့်အသက်25 30တွေအတွက်လို့ပဲမမို့ပြောခဲ့တယ်ပေါ့နော်30ကျော်တွေဆိုမို့တိတ်မညွန်းပါဘူးဒါပေမဲ့သူ့ကို main serum အနေနဲ့ဆိုလို့ရှိရင်30ကျော်ရီအနေနဲ့ဆိုရင်တော့ main serum အနေနဲ့ဆိုရင်တော့အစစ်မပြေဘူးသူက support serum အနေနဲ့ဘေးနားကနေပံ့ပိုးပေးမဲ့ပေါ့နော်ကိုက serum တွေအများကြီးသုံးတဲ့သူမျိုးဆိုလို့ရှိရင်တော့ဒါကိုတွဲသုံးရင်တော့အဆင်ပြေနိုင်တယ်ပေါ့နော်အသားရည်လေးအီတုံတုံလေးရတာပို့လှတယ်ဟုတ်လို့မမို့ဒါကတော့မမို့ဒီ serum လေးကိုမမို့သုံးခဲ့တဲ့ပေါ့နော်အတွေ့အကြုံလေးကိုပြန်ပြီး sharing လုပ်ပေးတာပါအဲဒါကြောင့်မလို့ပစ္စည်းတွေဒီကောင်းတယ်မကောင်းဘူးဆိုတာမရှိဘူးပေါ့နော်ပစ္စည်းတွေမှာသူတို့အားသာချက်တစ်ခုချင်းစီနဲ့အဲ့လိုမျိုးထုတ်ထားတာအဲ့တော့ကိုယ့်ရဲ့လိုအပ်ချက်နဲ့အဲ့ဒီအားသာချက်နဲ့ကွက်တီဖြစ်ခါကျမှလူတွေကကောင်းတယ်လို့သတ်မှတ်ကြတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီစီရန်လေးကိုဝယ်ဖို့အစီအစဉ်ရှိတယ်ဆိုလို့ရှိရင်အဆင်ပြေမယ်လို့ပေါ့နော်အဆင်ပြေမယ်လို့ထင်တယ်မမိုးကတော့ဒီစီရန်လေးကိုဒီစီရန်နဲ့ပတ်သက်တဲ့အချက်လက်ကလေးကိုမမိုးကပြောပြလိုက်တာဖြစ်တဲ့အတွက်ဒီစီရန်သုံးမဲ့သူတွေအတွက်ကိုတော့အရန်ကိုအဆင်ပြေပါလိမ့်မယ်ဒီစီရန်လေးကအကျိုးရှိတယ်ဆိုလို့ရှိရင်လည်းတခြားသူတွေတည်သွားအောင် share သွားပေးပါအောင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်တာယာသွားနေလေးဖြစ်ပါစေနောက်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတာ